မင်္ဂလာပါဒီမိခုံကအင်မတန်မှကောင်းတယ်ပေါ့နော်ဒီပီနဲ့တွားရင်အခွန်ဆောင်ရလာဆိုတော့လာစာပြပြရင်တော့ဆောင်ရတယ်အလောက်တမရဲ့လာစာကနေသူတို့ဖြတ်တယ်ဥမာ3000ဆိုရင်အဲ့ဒီထဲကနေပြီးတော့သူတို့အလောက်တမက personal income tax ကိုပြရမှာဖြစ်ပါတယ်ဒါပေမဲ့DEP မှာကအပိလာစာအပိ offer မလာတဲ့ဟာတွေပုံများတယ်ဒါကြောင့်မလို့အလုပ်သမားအနေနဲ့ကလာစာအပိမရတော့ဒါကတတိပကသူတို့ကတွက်ထားပြီးသားဖြစ်ပါတယ်ဆိုတော့လာစာအပိမရရင်တော့ဥမာ2000 1800 2000ပတ်ဝန်းကျင်လောက်ပဲရတယ်ဆိုတော့အလုပ်သမားဘက်က income tax ပေးစရာမလိုပါဘူးတတိတွေကပြီးဖို့တွက်ထားပြီးသားဖြစ်လိုက်မယ်ဒါပေမဲ့လာစာအပိပြီးတဲ့ company မှာလုပ်မယ်ဆိုတော့အလုပ်သမားဘက်က income tax ပေးရလိုက်မယ်ဒါကြောင့်မလို့ကျွန်တော်ခဏပြောတယ် DEP က3000ပေးရင်တောင်မှ income tax တွေဖြတ်တယ်တခြားဖြတ်စရာတွေရှိတယ် agency fee များပေးလို့အဆင်မပြေဘူးလို့ဒါကျွန်တော်ပြောခဲ့ပို့ပါတယ်